အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဖုန်းဆက်ခွင့်ပိတ်ပြီးတော့ YouTube အသချင်းတွေကိုနားထောင်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်အဲဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ YouTube ထဲကိုဝင်ရပါမယ်ဗျYouTube ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့နားထောင်နေတဲ့သချင်းတစ်ပုဒ်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ်သချင်းနဲ့ဟိုကိုနားထောင်နေတဲ့သချင်းတွေ့ပြီဆိုရင်ကျွန်တော်တို့ဒီ share ဆိုတာလေးရှိပါတယ်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အောက်နားမှာဒီ copy link ဆိုတာလေးထွက်လာပါဗျဟုတ်ကဲ့အဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့ copy link ယူရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ copy link ယူပြီးပြီဆိုရင်ကျွန်တော်တို့ YouTube ကနေထွက်လို့ရပါပြီပြီးရင်တော့ကျွန်တော်တို့Chrome ထဲကိုဝင်ရပါမယ်ဗျChrome ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာဆောနာယူလာတဲ့ copy link ကိုpage ချပေးရမှာဖြစ်ပါတယ်အဲ့ဒီကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျပြီးရင်တော့ကျွန်တော်တို့ကြာလေးဖိထားပြီးဒီ page ဆိုတာလေးပေါ်လာရင်တော့ဆောနာကျွန်တော်တို့ယူခဲ့တဲ့ copy link ကိုနှိပ်ထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီတိုင်းလေးရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီတောင်းမှာရှိတဲ့အပေါ်ဆုံးညာဘက်တောင်းမှာရှိတဲ့အဆက်ပြောက်လေး၃ပြောက်ကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျပြီးရင်တော့ကျွန်တော်တို့ဒီမှာ setting ဆိုတာလေးရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လေးတွေကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ပြီးရင်တော့ဒီအောက်နားမှာရှိတဲ့ကျွန်တော်တို့ဒီ notification ဆိုတာလေးရှိပါတယ်ဗျဟုတ်ကဲ့အဲ့လေးတွေကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်အခုကျွန်တော်4000 white ပြထားတဲ့နေရာလေးပါပြီးရင်တော့ကျွန်တော်တို့ကဒီ notification ကိုကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ show notification ဆိုတာလေးပေါ့နော်ဟုတ်ကဲ့အဲ့လေးကိုကျွန်တော်တို့မဖွင့်ရသေးဘူးဆိုရင်ဒါလေးကိုဒါဆိုရင်ပိတ်ထားတာပေါ့နော်အပြာအောင်လေးပြောင်းသွားရင်တော့ဖွင့်ထားတာအဲ့လိုလေးဖွင့်ပေးရမှာဖြစ်ပါတယ်ပြန်တော့ဒီအောက်နားမှာလည်းကျွန်တော်တို့ဒီ show notification ဆိုတာတစ်ခုရှိပါတယ်ဗျာဒီ site ဆိုတာလေးထဲမှာအားလေးကိုလည်းဒါကျွန်တော်ဆိုရင်ဒါပိတ်ထားတဲ့အခြေအနေပေါ့နော်ဒါကိုဖွင့်လိုက်မယ်ဆိုရင်အပြာအောင်လေးပြောင်းသွားမှာဗျာဟုတ်ကဲ့အားလေးကိုအဲ့နှစ်ခုကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီကနေပြန်ထွက်လို့ရပါပြီထွက်ပြီးပြီဆိုရင်ကျွန်တော်တို့ဆောနာအဆက်ပြောက်၃ပြောက်လေးကိုပဲတစ်ချက်ထပ်နေလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်နားမှာရှိတဲ့ဒီ desktop site ဆိုတာလေးရှိပါတယ်ဗျခုကျွန်တော်4000 white ပြထားတဲ့နေရာလေးမှာအဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချင်းမချစ်ရသေးဘူးဆိုရင်အဲ့ဒါလေးကိုအမှန်ချင်းချစ်လိုက်ပါမယ်ဟုတ်ကဲ့အမှန်ချင်းချစ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီကနေရတော့ပါပြီဒါဆိုရင်တော့ကျွန်တော်တို့သချင်းလေးကိုဖွင့်လိုက်မှာပေါ့နော်သချင်းဖွင့်ပြီးတော့ကျွန်တော်တို့ဒီ home key လေးနဲ့ကျွန်တော်တို့ထွက်လိုက်လို့ရပါပြီဗျဒီကနေထွက်လို့ရပါပြီနော်ထွက်လိုက်ပြီးတော့ကျွန်တော်တို့တခြားအရာတွေဝင်ကြည့်လို့ရပြီပေါ့နော်ဒါကျွန်တော်တို့တချင်းဖွင့်ထားတဲ့အတိုင်းနဲ့ကြိုက်နေတဲ့တက်တယ်ဝင်ပြီးသုံးကြည့်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနည်းလမ်းလေးအတိုင်းကျွန်တော်တို့ဖုန်းဆက်ခွင့်ပိတ်ပြီးတော့ YouTube ဗီဒီယိုတွေကိုYouTube သချင်းတွေကိုနားထောင်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးခဲ့တာကတော့ဖုန်းဆက်ခွင့်ပိတ်ပြီး YouTube သချင်းတွေနားထောင်လို့ရမယ့်နည်းလမ်းလေးကိုပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်